တော့နိုင်ငံတကာကိုလည်းချပြရင်ချပြမယ်စစ်မဖြစ်တဲ့နေရာတွေကဒီလိုအေးချမ်းနေစစ်မဖြစ်တဲ့နေရာဒီလိုပျော်ရွှင်နေရတယ်စစ်မဖြစ်တဲ့နေရာတွေမှာပြည်သူလူထုတွေကဒီလိုပဲတွာလာစားတော့နေထိုင်နေရတာတွေရှိတယ်ဟုတ်လားဟိုပြစမချင်းမြောက်လူသားကစားပွဲဆိုလဲအားကစားပွဲတော့ပေါ့ဗျာဥမာတကူတကြံပွဲတော့ဆိုလဲတကြံပွဲတော့ပေါ့အခုလိုနှစ်တိကူပွဲတော့ဆိုလဲနှစ်တိကူပွဲတော့ပေါ့သူကတော့အစိုးရတရက်အနေနဲ့နိုင်ငံရေးအရာငြိမ်းချမ်းနေတယ်ဆိုတာတော့ပြရတယ်စစ်ဖြစ်တဲ့နေရာမှာကတော့ तू ကစစ်လေ तू တိုက်ကိုတိုက်တာပဲဟုတ်တယ်မလားအေးငါတို့ဘက်ကရှုံးလဲဘာမှမဖြစ်ဘူး तू ဒီအကောင်းဆုံးနိုင်ငံရေးသမားဖြစ်မှာပေါ့နွားတွေကမှခမရတို့တန်ဖိုးရှိသေးတယ်ခမရတို့တဘဝဆန်နေရှင်းလားကျုပ်တို့တော့အဲ့ထဲမှာမပါဘူးနော်ကျုပ်တို့ကတစ်ချက်မှလည်းမယူဘူးတိလည်းမသိဘူးတိလည်းမသိချင်ဘူးခမရတို့နွားမျိုးတွေနော်မူးနေအောင်မိမိစပတ်ကငါ့ကိုလာတိုက်လို့လားတခါတော့ခဏလေးအရသာကြီးအောင်ဆဲလိုက်အောင်အရက်မတော့ဘူးရက်ဖြတ်ထားတာကျမ်းမာကြီးမကောင်းလို့နော်အဲ့တော့ကြတော့ဟိုပြောချင်တာတိုင်းပြည်ကတော့နိုင်ငံကောင်းဆောင်ကတော့ तू ကဘယ်လိုနီးစနစ်နဲ့သွားနေလဲမသိဘူးနော်ဟိုနဘခါတို့ခွာတို့ဘာတို့ညာတို့ရမခါတို့အခုတောင်ကန်အင်ဒိုကြောက်ကူဘက်တို့တော့ဖြစ်လာတာပဲသူ့ရဲ့နိုင်ငံရေးကစားကွက်ကလည်းကျွန်တော်တို့လည်းမမြင်ရဘူးကျွန်တော်တို့လည်းမြင်နေတာနိုင်ဖဲရှိတယ်ဝက်ဖဲရှိတယ်နိုင်ဖဲကတော့ဝက်ဖဲကတော့ကျွန်တော်တို့မမြင်ရဘူးပေါ့ဗျာနိုင်ဖဲအနေထားနဲ့ကတော့တက်မတော်တရက်အနေနဲ့မရှိစရာအကြောင်းမရှိဘူးဒါအမှန်တိုင်းပြောတာနိုင်ဖဲတစ်ချက်အနေနဲ့ကတော့အကျက်ဘက်လက်နိုင်ငံတောင်းချမ်းသူတပုံကိုတိုက်ဖို့ဆိုတာတက်မတော်တရက်ကြီးအနေနဲ့ကနိုင်ဖဲအနေနဲ့ကမဖြစ်နိုင်စရာအကြောင်းမရှိဘူးအဲ့ဒီနိုင်ဖဲမဖြစ်ခင်မှာသူ့မှာဝက်ဖဲရှိတယ်အဲ့ဝက်ဖဲကဘာဖဲလဲဆိုတာလေကျွန်တော်လည်းမစဉ်းစားတတ်ဘူးနော်သူကတော့အမှအဲ့လိုပေါ့ဟိုဘာပဲပြောပေါ့နော်အစိုးရတရက်အနေနဲ့အစိုးရဆိုတာငြိမ်းချမ်းတဲ့နေရာတွေမှာအစိုးရဆိုတာသူမန်နိုင်တော့တက်ပြရတာပေါ့ဒါကတော့နိုင်ငံကျွန်တော်ထင်တာကတော့နော်အဲ့တော့အကောင်းဆုံးနိုင်ငံရေးသမားဖြစ်လိမ့်မယ်ရွေးကောက်ပွဲတွေလာလိမ့်မယ်ပြီးလို့ရှိရင်တော့ဟိုပေါ့နော်ရွေးကောက်ပွဲမတိုင်ခင်တော့တိုင်းပြည်အလဲအပြောင်းတစ်ခုတော့ဖြစ်မှာပေါ့ဒါကတော့မပြောတတ်ဘူးဗျာစစ်ရဲ့အနိဋ္ဌအယုံတွေကစစ်ဆိုတာကကြိုတင်သိမိနိုင်တဲ့အရာတွေမဟုတ်ပေမဲ့နိုင်ဖဲဆိုတာကတော့တက်မတော်မှာရှိနေတယ်ဆိုတာတော့ကျင်းသေးတယ်နော်ဒါပေမဲ့ဘာလို့အဲ့လောက်ထိပေါ့နော်ကျွန်တော်တို့တက်မတော်တရက်အနေနဲ့ဒီ2021ဖေဖော်ဝါရီတရက်နေ့အခင်းချင်းကနေအခုချိန်ထိပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ပေးဆက်နေရတာတွေများနေတာလဲဆိုတာကတော့နော်ဟိုများနေပြီဆိုတာတွေကတော့တော်သိမ့်ပြီတန်သိမ့်ပြီထင်တာပဲဒီအချိန်မှာကျွန်တော်တို့ကထိုးစစ်ကြီးတရက်အနေနဲ့ထိုးစစ်ဆင်ပြီးတော့မှတက်မတော်ဆိုတာဘာလဲဆိုတာကိုလုပ်ပြသိမ့်ပြီလို့ထင်တာပဲအဲ့တော့ပြည်သူလူထုတွေသွားနေပြည်သူလူထုတွေကလည်းအခုနောင်ချိုပြန်မဲ့လူတွေတချို့ကလည်းလာချိုးကပြန်ထွက်တဲ့လူတွေဝင်တဲ့လူတွေပြည်သူလူထုတွေလည်းတော်တော်ကစင်ကလေးကတော့ဖြစ်နေပြီတိုင်းပြည်ကဘာတွေကိုဘလို့ဖော်ဆောင်မလဲတော့နားလည်းမလဲဘူးဗျအပြောရင်နေတခါကျတနေကောအဲ့ဒါကြီးထိုင်တွေးနေထမင်းတော်မှာမေ့နေငါတို့ဘက်ကကျုပ်ကဘာလုပ်နေရလဲပေါ့အခုကျွန်တော်လည်းမနေ့ကပြောသွားတဲ့အထက်မှာဖြက်ညက်ကလုပ်ပြီးဆဲထားပြန်ပြီဘာအကကျုပ်ကြီးကိုတဲ့လားထမင်းဝဒါဘာညာပြောတာကျွန်တော်အကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတပုံလေးဟုတ်လားနော်တက်မတော်ကလည်းဥမာတို့စစ်တိုက်နေတဲ့ကောင်တွေကွာပြည်သူတက်တယ်ပြည်သူအသက်အိုးအိမ်ကိုဖျက်ဆီးတယ်ဆိုရင်ထမင်းဝလို့ပြောတာကျွန်တော်ပြောချင်တဲ့အတိတ်တွေကခြေတန်းမှာရောက်နေတဲ့လူတွေဟုတ်လားအဲ့ဟိုဘက်ကအကြမ်းဖက်လက်နက်ကိုင်တောင်းချမ်းသူတပုံကလည်းပြည်သူကိုခုတုံးလုပ်ပြီးတော့မှနော်ပြည်သူတွေဘာတွေမညာမှန်းမသိပဲနဲ့တေအောင်လုပ်တဲ့ကောင်တွေအဲ့ကောင်တွေထမင်းဝထားလို့ကျွန်တော်ပြောတာပြည်သူမှာလက်နက်မရှိဘူးလေအဲ့တော့အခုကျွန်တော်ဖြန့်ချက်ကန်နဲ့အရောက်ပို့နေပြန်ပြီမင်းတို့ကြိုက်တဲ့လောက်ပို့ငါဘယ်တော့မှမရောက်ဘူးမင်းတို့ငါ့ကိုဖမ်းခိုင်းတာကြားလာပြီမင်းတို့အောက်မှာလာမှန်းနေတဲ့ကောင်တွေရောနော်ဟောမင်းတို့ဖမ်းခိုင်းနေတာပဲအချိန်ချင်းကနန်းတွင်းနဲ့ခေါ်စစ်လိုက်ဟာနရင်အုပ်ပြီးပြန်လွတ်လိုက်ငါမင်းတို့ပြောပြီးပြီငါတို့ဘက်ကကြောက်ကြီးကငါ့ကိုငငယ်တွေကချစ်တာလို့အန်တီကငါ့ကိုငငယ်တွေကဘီစကွတ်ကျွေးတာလားလို့အဲကြောင့်ငါမဖမ်းဘူးလို့ငါလည်းငါ့ဘက်ကပြောရင်ငါရည်ချင်လို့မင်းတို့ဖမ်းခိုင်းမင်းတို့ခွေးမြတ်ကြော်ဖမ်းခိုင်းတာငါဖမ်းပြီလားဟမ်မင်းတို့အဲခွေးမြတ်ကြော်ရဲ့လေအဲ့ဒီရိုးတွေကငစီဆိုတဲ့ကောင်ရဲ့လေ
ငါအဲ့ကောင်တွေကိုလေအဲ့နောက်တော့ဟိုပေါ်လူဆိုတဲ့ကောင်ရှိသေးတယ်ပြီးဟိုကောင်အုတ်ထုတ်နဲ့ငါတို့ရဲ့ပုံတွေ reaction လူယူလုပ်ပြီးတော့ကိုတိုင်းအရေးချင်းရှိတယ်ဆိုရင်ကိုရဲ့ဟိုဟာနဲ့ပြောလေသူများရုပ်ကိုတင်ပြီးတော့မှပြောတာအဲ့ဒါအောက်တန်းသားအလုပ်အဲ့ဒါဒီမိုကရေစီမဟုတ်ဘူးတဲ့လားအဲ့ဒါမင်းတို့နိုင်ငံကြီးသားတွေကိုမင်းတို့ပြောတော့မယ်မင်းတို့ဟိုမှာမင်းတို့တခြားနိုင်ငံမှာနေနေတာမဟုတ်လားခွေးမြတ်ကျော်တို့ပါလို့လဲယိုးရရမှာဟာမင်းတို့ငစီဆိုတဲ့ကောင်လဲယိုးရရမှာအဲ့ပေါ်လူဆိုတဲ့ကောင်ယူတာမင်းတို့ဘာလို့ငါစောက်ခွက်တင်ပြီးတော့အတန်းရှင်းယူတာလဲမင်းတို့မှလည်းမင်းတို့ပြည့်တဲ့ရှိမှလေငါစောက်ခွက်ကိုယူမတင်နဲ့အဲ့ဒါမင်းတို့အောက်တန်းစားမင်းတို့မျက်နှာတွေကိုကြည့်မလားငါချီးပုံကြည့်မလားငါချီးပုံပဲထိုင်ကြည့်လိုက်မှာမင်းတို့မျက်နှာကိုချီးတဲ့တောင်ယုံတယ်နော်ဟုတ်လားချီးတဲ့ယုံတယ်မင်းတို့လိုအောက်တန်းစားတွေနော်အောက်တန်းသားတွေဒီနိုင်ငံမှာလည်းမရှိဘူးဟိုနိုင်ငံကနေတကယ်အဲ့ဟိုကောင်ပြောတယ်ယိုးရရကောင်လန့်ပြောသေးတယ်အကိုကြီးတဲ့အဲ့ဒီကောင်အရင်တော့တန်တိုတန်သားကောက်တဲ့ကောင်လေယိုးရရမှာလေအဲ့ငစီဆိုတဲ့ကောင်ပါလေခွေးမြတ်ကျော်ဆိုတဲ့သရောင်းသားဘယ်ကပေါ်လာလို့ပေါ်လာမှအခုတော့ခွက်ခောက်နေရတဲ့ကောင်ပါလေဟမ်အမျိုးပြောတာဟိုကောင်တွေကလည်းငါတို့ရဲ့ပုံတွေ reaction လုပ်ပြီးတော့မှခွက်ခောက်နေတာအေးဘောကွာမင်းတို့မြန်မာပြည်သူလူထုထဲမှာတချို့တော့မွေးရပါကြက်မပြည့်တယ်မွေးရပါအသိဉာဏ်ပညာမရှိတဲ့အသက်က40လောက်ရှိပြီဟို10နှစ်သားလောက်ပဲရှိတဲ့အုံနောက်မျိုးနဲ့လူတွေကိုတော့မင်းတို့ပြောလို့ရမှာပေါ့နော်တကယ်မွေးရပါအသိဉာဏ်ပညာရှိပြီးတော့မှဟိုစဉ်းစားသိချင်းဆုံးဖြတ်သုံးသက်နိုင်တဲ့အုံနောက်ရှိတဲ့လူတွေကမင်းတို့ဘက်မှာမရှိဘူးနော်စားကြည့်မြန်မာပြည်ပြန်လာခဲ့နော်မင်းတို့လိုချင်နေတဲ့မင်းတို့ဒီမိုကရေစီကမင်းတို့ပြောနော်မင်းတို့ပြောချင်တာပြောမယ်မင်းတို့လှုပ်ချင်တာလှုပ်မယ်မင်းတို့အခုသူများပုံကိုယူတင်ပြီးတော့သူများအတန်ယူတင်ပြီးတော့ဖြတ်ညက်ကတ်လှုပ်မယ်ပြောမယ်အဲ့အောက်မှာမင်းတို့ကောင်တွေကေတွေနဲ့ရမယ်မင်းတို့ပြီးရင်ယူကျူးကနေဝေစားမယ်အေးမင်းတို့အဲ့မြန်မာပြည်မှာအဲ့လိုလူများလို့သိလားမင်းတို့ရဲ့ဒီမိုကရေစီကဘာလဲသိလားငါဘာလို့ငါလာမတားနဲ့မင်းတို့ကိုတားရင်မင်းတို့နဲ့ရန်သူဒီမိုကရေစီမှာစီးမင်းစည်းကမ်းစီးမင်းစံနှုန်းတွေအများကြီးရှိတယ်နော်ဒီမိုကရေစီရဲ့အကြောင်းလေးလာဖတ်လာဆိုလဲဘာမှမသိဘူးနော်မင်းတို့နဲ့ဒီမိုကရေစီမင်းတို့မြန်မာပြည်မှာကြည့်လိုက်မင်းတို့ကွန်းစားတဲ့ကောင်တွေမဟုတ်တော့လူတိုင်းမဆိုလို့ဘူးကျွန်တော်တို့တရုတ်ပြည်မှာနေတယ်ကျေကောင်မှာကျွန်တော်အမှန်မှန်ဈေးသွားဝင်ကျွန်တော်အတွေ့အကြုံပြောပြတာနော်ကားသမားတိုင်းပေါ့ဗျာဥပမာစနဘိန်းတို့တွဲကားသမားတို့ကန်နာသမားတို့ကျွန်တော်တို့ကားလေးသမားတို့အကုန်လုံးကများသောအားဖြင့်ကွန်းစားတယ်ကွန်းစားတာကွန်းမစားနဲ့လို့ကျွန်တော်တို့ပြောကြရမလို့ကျွန်တော်တို့အရင်တော့ရာဇဝင်ရှိတယ်ဟုတ်လားထုံးကိုတိုင်မှာသွားတုပ်လို့လက်ဖြတ်ခံရတာအဲ့တော့ကြတော့ကိုကွန်းစားတဲ့ကွန်းရကိုကျေကောင်မှာသူများနိုင်ငံကြီးထဲမှာဗျာလှပနဲ့ထုံးတွေပါတွေတုတ်တာအပင်တွေအဲ့ဒီနေရာမှာကွန်းပြစ်ကနေထွေးတာဟာသူကတော့ကွန်းစားလို့ပြစ်ကနေထွေးတာဆောက်ကြောင်းမဟုတ်ဘူးလေဗျာမြန်မာတမျိုးသားလုံးတိတ်ခါကြတာလေဟာဒီဗမာတွေလောင်းမြင်းတွေကစောက်စည်းကမ်းမရှိဘူးဟမ်တွေးကြရပြီးသေးပေါက်တယ်အဲ့ဒါနဲ့သူတို့ရှမ်းရဲဆိုတာရှိတယ်ကျေကောင်နဲ့နေဘူးလေလူသိတယ်ရှမ်းရဲကလိုက်ဖမ်းတဲ့အချိန်ကျတော့ပထွေးကြတော့ကြောက်တယ်သိလားပတ်စံတရုတ်ငွေ600ဆိုရင်ဗမာငွေ3သိန်းလောက်ရှိတယ်အဲ့ခေတ်တုန်းက680ဆို3သိန်းပြောဗျာတန်ရိုက်လိုက်တယ်မလားပထွေးချိန်မှာမပြောရဲဘူးပထွေးနဲ့ဟိုဟာလေး15မိနစ်လောက်လဲဝေးမအေးလိုးရတဲ့ကိုယ့်ဘာကိုကွန်းထွေးတာဘာဖြစ်လဲတဲ့ငါလုံးမသာပါရင်ညာရင်ဗမာလူမျိုးကျွန်တော်ရည်ချင်တာသိလားဟိုဒီမနိုင်ငံရရင်ကိုချောင်းကွန်းစားတာလူတိုင်းစားလို့ရတယ်နော်ကွန်းစားပြီးရင်ကွန်းဘူးလေးဆောင်ထားလိုက်ထွေးလိုက်ကိုစားရင်ကျွတ်လေးနဲ့စားပြီးအမိုက်ပုံးရှိတယ်လွန့်လိုက်မဟုတ်ဘူးဒီတိုင်းလွတ်ပလိုက်တာပြဲလင်းအဲ့လိုမျိုးသွားပြောရင်အဲ့ဒါသူတို့ဒီမိုကရေစီငါလုံးမှာဒီမိုကရေစီငါလုံးချင်တာလုံးမှာပေါ့ဆိုတာမင်းမေလင်ပိုင်နဲ့နေမြေမမဟုတ်လားမင်းမေလင်ပိုင်နဲ့မြေမမဟုတ်တာမင်းမေလင်ပိုင်နဲ့မြေတွေကိုသုံးအဲ့လိုမျိုးသွားထွေးလေမင်းအိမ်ပေါ်မှာထွေးဟုတ်တယ်မလားနောက်တော့မူကြီးသေးဝါရှူတဲ့လူအရင်တော့ကျွန်တော်ကားလုပ်တယ်မသိဘူးကျွန်တော်ကားရလာမောင်းတော့ဟာကျွန်တော်မရှိတဲ့အချိန်မှာကျွန်တော်အဲ့ဒီအိမ်တစ်ခုထဲမှာအခန်းတစ်ခုထဲမှာတကောင်ကဝင်ပြီးတော့မူကြီးသေးဝါရှူနေတာဟာကျွန်တော်အဲ့အနဲ့ရပါတယ်ပေါ့ဒီမူကြီးသေးဝါနဲ့ပြောပြလူတွေဒီမိုကရေစီဆိုတဲ့တောင်းတတဲ့လူတွေကိုပြောတာကိုမူကြီးသေးဝါရှူတာကိုယ့်အိမ်ထဲမှာကိုရှူလို့မရဘူးလားသူများအိမ်မှာကျတော့လာရှူတယ်ဒါလည်းလာရှူရောကျွန်တော်တနေ့ကျတော့မိလဲပြီးတော့ထိုးချလိုက်တာသွားရှိရ၄ချောင်းလုံးကျွတ်ထွက်သွားအောင်ကျွတ်သွားတော့ဘာဖြစ်လဲညာဖြစ်လဲကျွန်တော်ဘာလဲသူတို့အမေတွေမှာညီကိုမောင်ကလိုက်လာကျွန်တော်လည်းကင်မလို့ပြီးတဲ့ပြီးတော့အယောတောင်းတာ9သိန်းတောင်းတယ်အယောသွား၄ချောင်းကျွတ်တာ9သိန်းတောင်းတာပေးလိုက်တယ်ကိုကြိုက်လို့ကိုလို့ရင်ကိုအိမ်မှာကိုလို့ပေါ့
အခုကျွန်တော်အရက်ချက်တဲ့ရင်ကျွန်တော်အိမ်မှာတောက်လို့ရအရက်ကတော့ဘယ်နေရာတောက်ရတယ်ဗျာမူရစေဝါကိုပြောပြတာအဲ့တော့သူတို့ကဒီမိုကရေစီဆိုတာသူတို့နားလည်ထားတဲ့ဒီမိုကရေစီဆိုတာဆက်လက် no smoking ဆက်လက်ဟိုပါပေါ့နော်သူ့ဇုံနေရှိတယ်ဗျာဟုတ်လားနောက်ဆုံးများအဲ့လိုမဟုတ်ရင်တော့မှလူကြားထဲမှာဆိုကိုကသိရတော့မှာဘိုက်ကြီးတဲ့ရှိလားနေမကောင်းတဲ့လူရှိလားအဆုတ်ယောဂရှိလားချောင်းဆိုးတဲ့လူရှိလားငါဒီနေရာမှာတောက်လို့တော့မတင်တော့ပါဘူးဟုတ်လားအများသူငါသွားလာနေတဲ့နေရာမှာငါးပိုင်းကတောက်ချင်လူရှင်းတဲ့နေရာမှာသွားတောက်ပါမယ်ဒီလိုအတွင်းမျိုးတော့ရှက်မအောင်ငါးပိုင်းကတောက်တယ်ပါဘာဖြစ်လဲငါစောက်ပတ်စံပေးပြီးငါဝယ်တောက်တာဘာလူလဲမသိဘူးအဲ့ဒါတို့ဒီမိုကရေစီအဲ့ဒါဒေါ်စုကြည်ကိုအားပေးထောက်ခံတဲ့လူတော်တော်များများညီဘိန်းနဲ့လက်ဘိန်းတို့ချီးပရိတ်နေစံကုန်မြေလေးတွေအဲ့လိုများတယ်အကုန်လုံးမဆိုလို့ဘူးသိရမလားအကုန်လုံးမဆိုလို့ဘူးအဲ့ဒါတို့လိုချင်တဲ့ဒီမိုကရေစီပဲနော်အဲ့ဒါကြောင့်မို့ကျွန်တော်အမြဲတမ်းပြောတာရင်သိမ်းဖန်းတော့ဟိုနေ့ရတယ်အဲ့ဒါတော့တခုတော့ကျွန်တော်တော့လန့်ပြောတယ်ဒါဒီမှာကျွန်တော်ကြုံလို့ပြောလိုက်အောင်မယ်စကိုင်းနာပေါက်မှာစကိုင်းတရားမှာစီကြောက်ထော်လာကြီးကြောက်ကားလို့အောက်မှာစီဘုံနေပြီးလို့ချင်းဒိုင်နာလို့လိုက်ထွက်